နာရဲ့မှာမချောစုကိုမြန်မာဟင်းမချက်ကျွေးရတာကြာပြီးဆိုပြီးတော့မြန်မာဟင်းချက်ကျွေးဖို့အတွက်ရေခဲတက်တာကိုရှာဖွေလိုက်တဲ့အချိန်မှာပဇွန်ကြောက်တထုပ်တွေ့တယ်ပြီးတော့ဆက်ပြီးတော့မှွေလိုက်တဲ့အချိန်မှာတရက်တီးနှလုံးတွေ့တယ်ကျွတ်တုန်နီတွေစပြီးတော့တွေ့တာဖြစ်ပါတယ်အဲ့တော့တကြံလေးတီးပြီးဆိုတော့ဘာဟင်းချက်ရမလဲဆိုတော့စဉ်းစားလိုက်မှာတကြံထမင်းချက်ကျွေးဖို့အကြံရသွားပါတယ်ရှင်တကြံထမင်းချက်မှာဆိုတော့ထမင်းကိုစံလုံးကွဲထဲတီးကိုတည်ထားမှာဖြစ်ပါတယ်ထမင်းတည်ထားတဲ့အချိန်မှာပဇွန်ကြောက်ကိုရေစိမ်ထားမှာဖြစ်ပါတယ်ရှင်တကြံထမင်းရဲ့မပါမဖြစ်တရက်တီးလေးကိုလည်းအခွန်စပြီးတော့မှွာမယ်တရက်တီးလေးကတော့မှဲ့နေပြီးပေါ့နော်အရန်ကြီးလည်းမချင်ဘူးမချိုဘူးဆိုတော့စားလို့တော့တော်တော်ကောင်းတဲ့အနေထားမှာရှိပါတယ်တရက်တီးကိုခရက်လို့တဘောထားပြီးတော့တဝအောင်ချစ်ပစ်လိုက်ပါရှင်ကဲနောက်တစ်ဆင့်နေတဲ့ကျွတ်သွန်နီ၃လုံးကိုစပြီးတော့အခွန်ခွာမယ်လှီးမယ်ရေဆေးမယ်ပေါ့နော်ကျွတ်သွန်နီကတော့နည်းနည်းလေးထူထူလေးလှီးမှာဖြစ်ပါတယ်ရှင်ကျွတ်သွန်နီလေးလည်းလှီးပြီးသွားပြီဆိုတော့ခဏတော့ရေစိမ်ထားတဲ့ပဇွန်ကြောက်ကိုစပြီးတော့ထောင်းမှာဖြစ်ပါတယ်ရှင်ရေစိမ်ထားတဲ့ပဇွန်ကြောက်ဆိုတော့ထောင်းရတာလည်းအရန်ကိုမှလွယ်ကူတယ်ပေါ့နော်အခုဆိုရင်အစင်တစ်ဖြစ်သွားပါပြီကျွတ်သွန်နီပဇွန်ကြောက်တရက်တီးကဲစပြီးတော့စီထည့်ပါမယ်ပြီးရင်စနှွေးမုတ်နဲ့ငယ်ထည့်မယ်စီတက်မယ်ပေါ့နော်ကျွတ်သွန်နီလေးထည့်မယ်ငပိထည့်တယ်ပြီးရင်တရက်တီးကိုထည့်ပြီးတော့မှွေတဲ့ခါကြလို့ရှိရင်လည်းကျွတ်သွန်နီလေးနူးတဲ့ထိကိုမှွေမယ်ပြီးသွားရင်ပဇွန်ကြောက်ကိုစပြီးတော့ထည့်မှာဖြစ်ပါတယ်မှွေမယ်ကိုလိုတလောက်ပေါ့ငံကိုမြည်ကြည့်ပေါ့နော်ပဇွန်ကတော့အရသာရှိပြီးသားဆိုတော့ဘာမှထက်စရာမလိုတော့အောင်စားလို့အရန်ကောင်းနေပါပြီရှင်ဒီမှာပါအာရပါရောက်ကိုမှွေနေပါပြီရုပ်ချောလေးနဲ့လေကဲပြီးသွားပါပြီခမညာလုံးဝစပိတ်စစ်တကြင်ထမင်းလေးဖြစ်သွားပြီပေါ့နော်ကဲမချောစုစပြီးတော့စားမှာဖြစ်ပါတယ်ရှင်อันนี้ล่ะค่ะอเมจิไหมใจไก่นะตะมินไม่ใช่เขาตะมินตะเจนจ่อตะเจียนจ่อใส่น้ำเย็นไว้เย็นเฉยเย่เย็นเน่เอแล้วก็ ตะเจนจ่อมันใส่อะไรมั่งอะไรอ่ะกะตะยะตีရဲ့ကျွတ်တွန်နီရဲ့ตีล่ะပဇွန်ကြောက်ရဲ့ออกมาเลยมากท้อก้าวเดี๋ยวเมื่อกี้มาปูมาซานะคะนิดนึงเนี่ยตะเจนจ่ออีกแล้วอาการนี้อีกแล้วอร่อยมากอ่ะมวยเด๋พะโซนนะပဇွန်ကြောက်နဲ့မှုေးနေพะโซนเจ้ามวยเด๋ไฮโซมากเลยอะไรยังไม่ใช่โต๊ะตูเหรอ โต๊ะตูค่ะโต๊ะตูเหรอทำไมมันแบบอายะซาก้าวเด๋